အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုပရိသတ်ပါကျွန်တော်ဒီနေ့ကတော့ဘောမတွေနည်းနည်းလေးဆက်မဲ့သတင်းလေးပြောပြချင်တာပေါ့နော်ကျွန်တော်ပုံမှန်ဆိုရင်ဒီအကြောင်းအရာတွေပြောလို့မရှိဘူးဒါပေမဲ့အခုကျွန်တော်တို့ကလာရှိုးပြန်ပြီးရတော့မယ်တကြံပြီးလို့ရှိရင်စစ်ကောင်စီကလာရှိုးပြန်အုပ်ချုပ်တော့မယ်ဆိုတော့မင်းတို့တော်လိုင်းတက်တီထိန်းချုပ်ထားရဲဆိုတော့ဗမာလဲမင်းတို့အသက်တွေရင်းပြီးတော့အချိန်တန်းတော့ပြန်ပေးရမှလားဆိုပြီးတော့ဇောင်းကြွနေတဲ့ဘောမတွေရှိအဲ့ဘောမတွေကိုနည်းနည်းလေးဆက်သွားအောင်လို့အခုတကောင်ကျွေးပြီးတော့နှစ်ကောင်စားထားတယ်အခုမနေ့ကတရက်ထဲမှာတင်အင်းတော်မြို့ရဲ့ဖလန်းမြို့ရဲ့ကိုသိမ့်ပိုက်ရရှိထားတဲ့သတင်းတွေကိုကျွန်တော်အပြည့်စုံပြောပြသွားပါမယ်ပထမဆုံးကျွန်တော်တို့မင်္ဂလာသတင်းလေးနဲ့စလိုက်အဲ့ဒါကတော့ချင်းပြည်နယ်ဒုတိယအကြီးဆုံးဖလန်းမြို့ကိုတဲ့တရက်ကြာတိုက်ခိုက်ပြီးအလုံးစုံသိမ်းပိုက်တဲ့စစ်အုပ်စုအလောင်းလက်နက်အများပြားနဲ့စစ်တုံးမှန်တချို့သိမ်းဆည်းရရှိထားတဲ့တော်လှန်ရေးရဲဘော်2ဦးကြာဆုံးတဲ့သူသတင်းကောင်းစဉ်ကတော့တရက်ကြာတိုက်ခိုက်ပြီးအလုံးစုံသိမ်းပိုက်ဆိုတာတရက်ကြာတယ်ဆိုတာကဒီတစ်မျိုးလုံးကိုသိမ်းပိုက်ဖို့အတွက်ပေါ့နော်မနေ့ကတော့ထိုးစစ်ဆင်တဲ့အချိန်ကိုပြောတာပါတကယ်တမ်းကဒီမျိုးကိုရဖို့အတွက်သူတို့9လကျော်လောက်ပိတ်ဆို့ပြီးတော့တိုက်ခိုက်ခဲ့ရတယ်ပေါ့နော်ကျွန်တော်သတင်းလေးကိုဆက်ဖတ်ပြပါမယ်ချင်းပြည်ရဲ့ဒုတိယအကြီးဆုံးမြို့ဖလန်းမြို့မှာကြန့်ရှိနေတဲ့စစ်အုပ်စုနောက်ဆုံးလက်ကျန်စခန်းကိုချင်းကြီးနောင်တပ်ဖွဲ့ဝင်တွေကတရက်ကြာထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်မှာအလုံးစုံသိမ်းပိုက်နိုင်ခဲ့တယ်လို့စီးရေးသတင်းရင်းမြစ်တွေကပြောပါတယ်ဖလန်းမြို့ပေါ်စစ်အုပ်စုနောက်ဆုံးကြန့်စခန်းဖြစ်တဲ့ခြေလင်တရင်ခလာရ268လက်အောက်ခံအင်အား100ကျော်တပ်ဆွဲထားတဲ့တပ်စခန်းကုန်းကိုချင်းကြီးနောင်တပ်ဖွဲ့ဝင်တွေနဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေကဧပြီလ6ရက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်တရက်အကြာဧပြီလ9ရက်မှာအလုံးစုံသိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်တိုက်ပွဲအတွင်းစစ်အုပ်စုအလောင်းနဲ့လက်နက်အများပြားသိမ်းဆည်းရရှိထားပြီးစစ်တုံးမှန်တချို့လည်းဖမ်းဆီးရရှိထားတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့နေမြေရှင်းလင်းရေးလှုပ်ဆောင်နေတယ်လို့စီးရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။စစ်တပ်ကအလောင်းတွေရထားပါတယ်စစ်တုံးမှန်တွေလည်းဖမ်းမိထားတယ်။နေမြေရှင်းလင်းရေးလုပ်နေတာပါအခုကစစ်တုံးမှန်တွေလည်းဖမ်းမိထားပါတယ်။အဲ့ဒီတဲကထူးထူးခြားခြားကသုံးမွင့်ဘူတဦးကတော့ပြည်သူကဖမ်းမိထားတယ်လို့အဆိုပါသတင်းရင်းမြစ်ကဆိုပါတယ်။တရက်ကြာဖလန်းမြို့သိမ်းတိုက်ပွဲအတွင်းသိမ်းဆည်းရရှိထားတဲ့စစ်အုပ်စုအလောင်းတွေလက်နက်တွေနဲ့ဖန်စီရမိတာတဲ့စစ်တုံးမှန်အရေးအတွက်အသေးစိတ်ကိုတော့မကြခင်ထုတ်ပြန်ပေးသွားမယ်လို့ချင်းညီနောင်စီရေးသတင်းရင်းမြစ်တွေကပြောပါတယ်။လက်ရှိမှာတော်လိုင်းအင်အားစုတွေကဖလန်းမြို့ကိုနေမြေရှင်းလင်းရေးလှုပ်ဆောင်နေတယ်လို့တိုက်ပွဲအတွင်းစခန်းစွန့်ခွာထွက်ပြေးသွားတဲ့စစ်အုပ်စုတွေကိုလိုက်လံချေမှုန်းနေတယ်လို့စီရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။တချို့ကဟာခဘက်ပြေးတယ်တချို့ကမကွေးဘက်ကကဘာနီဘက်ပြေးနေတယ်။အဲ့ဒါလိုက်တိုက်နေတယ်လို့အဆိုပါသတင်းရင်းမြစ်ကဆိုပါတယ်။အဆိုပါဖလန်းမြို့သိမ်းတရက်ကြာတိုက်ပွဲအတွင်းချင်းညီနောင်မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်2ဦးကြာဆုံးခဲ့တယ်လို့တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။ချင်းကြီးနောင်တပ်ဖွဲ့ဝင်တွေနဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေကဖလန်းမြို့ကိုသိမ်းယူနိုင်မှု2024ခုနှစ်နိုဝင်ဘာလ9ရက်ကစပြီးချင်းကြီးနောင်စစ်စင်ရေး Operation CB အဖြစ်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီးတော့တိုက်ပွဲတွင်စစ်အုပ်စုအထွေထွေအုပ်ချုပ်ရေးမှူးရုံးမြို့နယ်ရဲစခန်းခရိုင်ရဲစခန်းစောက်လုပ်ရေးရုံးစစ်အုပ်စုစခန်းတွေကိုသိမ်းပိုက်ရရှိထားခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဖလန်းမြို့သိမ်းချင်းကြီးနောင်စစ်စင်ရေးအတွင်းဖလန်းခရိုင်ရဲမှုကြီးမြို့နယ်ရဲမှုနဲ့စခန်းမှုတွေအပါအဝင်စစ်အုပ်စုလက်နက်ကင်45ဦးအရှင်လက်ရဖမ်းဆီးရရှိကလက်နက်ခဲယံအများပြားသိမ်းဆည်းရရှိထားခဲ့တာဖြစ်ပါတယ်။ချင်းပြည်နယ်အတွင်းမှာတော်လှန်ရေးတပ်တွေကမင်းတပ်ကံပက်လက်မတူဘီတွန်းဆန်ကြီခါရီခေါ်တော်လိုင်လင်းဘီကျင်တွေးမကွီးအိမ်နူနှာရိန်ရေစွာဝေဘူးလာစုခွာစတဲ့မြို့တွေကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးပလက်ဝမြို့နဲ့စာမီးမြို့တွေတော့အရခတ်တပ်တော် AA ကသိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့တော့ဒါချင်းပြည်နယ်ထဲမှာတော်လှန်ရေးတပ်ဖွဲ့ဝင်တွေသိမ်းထားတဲ့မြို့ကစုစုပေါင်း15မြို့ရှိနေတာပေါ့နော်။ကျွန်တော်ဆက်ဖတ်ပြပါမယ်။ဟာခါထန်တလန်ခိုင်ကန်တီးတိန်စားတဲ့မြို့နယ်တွေမှာတော့စစ်အုပ်စုစခန်းတွေကြန့်ရှိနေစေဖြစ်ပြီးချင်းပြည်တော်ဝန်စစ်အုပ်စုကင်းစင်ရေးအမြန်ဆုံးလှုံ့ဆော်သွားမယ်လို့ချင်းပြည်တော်လှန်ရေးတပ်ဖွဲ့တွေကထုတ်ဖော်ပြောဆိုထားပါတယ်။ဖလန်းမြို့ဟာစစ်အုပ်စုရိတ်ခါတည်ယူရေးအသုံးပြုတဲ့ကလေးဖလန်းဟာခါကားလမ်းမကြီးဘေးမှာတည်ရှိပြီးတော့စစ်ရေးအရေးပါတဲ့ခရိုင်မြို့ကြီးတစ်မြို့လည်းဖြစ်ပါတယ်။လက်နက်ပနလက်ရတယ်အလောင်းပနလောင်းရတယ်ဆိုတာတော့သူတို့အခုချိန်မှာနေမြေရှင်းလင်းလုံးနေတုံးဖြစ်တဲ့အတွက်မထုတ်ပြန်သေးဘူးဒါပေမဲ့မြို့ကိုသိမ်းဆည်းရမိပြီဆိုတာတော့သူတို့ပြောထားရပေါ့နော်ဒါဖလန်းဆိုတာဒါချင်းပြည်နယ်ဒုတိယမြို့တော်ဖြစ်ပါတယ်ဒီလိုမြို့တော်ကိုတော့အခုတော်လှန်ရေးတပ်ဖွဲ့တွေကသိမ်းနိုင်ပြီပေါ့နော်အခုမသိမ်းရသေးတာဆိုလို့၄မြို့ပဲကျန်တော့တယ်ပေါ့နော်အခုမသိမ်းရသေးတာဆိုလို့ဟာခါရဲ့ထန်တလန်ရဲ့ခိုင်ကန်းရဲ့တီးတိန်ရဲ့အဲ့ဒီမြို့နယ်တွေပဲရှိတယ်ပေါ့နော်ဒါပေမဲ့ထန်တလန်ကလည်းတကယ်တမ်းကျတော့တော်လှန်ရေးတပ်တွေကစိုးမိုးလိုက်စစ်ကောင်စီကပြန်ဝင်လာလိုက်နဲ့အပြန်လန်ဖြစ်နေတဲ့မြို့ပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင်ဒီ၄မြို့ထဲမှာ၃မြို့ကတော့လုံးဝတော်လှန်ရေးတပ်တွေမစိုးမိုးနိုင်သေးဘူးထန်တလန်ကတော့အပြန်လှန်သဘောမျိုးမှာရှိတယ်ကျန်တဲ့ခုန15မြို့နယ်ကတော့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေတိန်းထားပြီးပေါ့နော်ကျွန်တော်နောက်ထပ်ဒီအင်းတော်မြို့ကိုတိန်းထားတဲ့သတင်းလေးကိုဆက်ဖတ်ပြပါမယ်ဒါတော့ ARD မှာဖော်ပြထားတဲ့သတင်းပါအင်းတော်မြို့ကိုအပိသက်သိမ်းပိုက်ရရှိတဲ့ ARD ဧပြီလ10ရက်2025စကိုင်းတိုင်းထပ်ပိုင်းကတာခရိုင်အတွင်းရှိကချင်ပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့်အင်းတော်မြို့ကိုအပိသက်သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်းတော်လှန်ရေးပူးပေါင်းတပ်များထံကသိရသည်ကတာထီးချိုင်ဝန်းသူဗမောက်
ကချင်ပြည်နယ်မိုးညင်းမြို့နယ်တို့နှင့်ထိစပ်နေသောအင်းတော်မြို့ကိုပြီးခဲ့သောနှစ်ဩဂတ်လတည်းကပူးပေါင်းတပ်များထိုးစစ်ဆင်နေရာနောက်ဆုံးကြန့်ရှိသည့်စစ်ကောင်စီဂျပန်လှိုင်ကူဗျူဟာကုန်းကိုယမန်နေ့၌အပြီးသက်ရရှိခဲ့ခြင်းဖြစ်သည်ပူးပေါင်းတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသူတို့ဘက်ကလေကြောင်းကနေတောက်လျှောက်လာပြီးပုံကျဲနေတော့ညပိုင်းမှာအပြီးသက်သိမ်းနိုင်ခဲ့တာပါမနေ့ကလေကြောင်းတောက်လျှောက်လာတဲ့ညနေဆောင်ထိလာကျဲတယ်သူတို့ဘက်ကအသေးပြောက်များတယ်လက်နက်ခဲရင်လည်းအတော်ရလိုက်တယ်ဟုပြောသည်အဆိုပါဂျပန်လှိုင်ကူကုန်းသည်အင်းတော်မြို့အရှိတ်ဘက်တွင်မြို့နှင့်တစ်ဆက်တည်းရှိပြီးတစ်မြို့လုံးအပေါ်စီးမှလွှမ်းမိုးထားနိုင်သလိုကတာနှင့်မော်လူမြို့တို့ဘက်သွားရောက်နိုင်သည့်ရွှေဘိုမြကြီးနားလမ်းမကြီးကိုလည်းစိုးမိုးနိုင်သည့်ဖြူဟာမြောက်ကုန်းဖြစ်ကြောင်းတိုက်ပွဲ၌ပူးပေါင်းပါဝင်ခဲ့သောကတာ PDF တအူးကပြောသည်စစ်ကောင်စီကငလင်ကြောင့်အပြည့်ရဲ့ကြေညာထားသည့်ကာလအတွင်းထိုဂျပန်လှိုင်ကူကုန်းမှစစ်တပ်သည်ဝိုင်းပတ်ပိတ်ဆို့ထားသည့်တော်လှန်ရေးပူးပေါင်းတပ်များအားလက်နက်ကြီး drone တို့ဖြင့်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပြီးဧပြီလ1ရက်2ရက်နှင့်3ရက်တို့တွင်တိုက်ပွဲပြင်းထန်ခဲ့ကလေကြောင်းဖြစ်ပါတောက်လျှောက်ပစ်ကူပေးခဲ့ရသည်တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖက်မှတေဆုံးမှုဖမ်းဆီးရရှိမှုနှင့်လက်နက်ခဲယမ်းစသောစည်ရင်အတိအကျကိုတပ်ဆိုင်ရာမှထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းသိရသည်အင်းတော်မျိုးသိန်းတိုက်ပွဲကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ចောင်းသားတပ်မတော် ABSDF ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်များထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဒါတော့စကိုင်းထပ်ပိုင်းကတာခရိုင်မှာရှိတဲ့အင်းတော်မျိုးပေါ့နော်ဒီမျိုးလည်းဖလန်းမျိုးနဲ့အတူတူပဲတော်လှန်ရေးတပ်ဖွဲ့တွေကထိုးစစ်ဆင်နေရကြပြီတိမ့်ပိုင်မိကန်ဒီဖြစ်နေပြီဒါပေမဲ့အဲ့ဒီခုနပြောတဲ့ဂျပန်လှိုင်ကူကုန်းပေါ့နော်အဲ့ဒီကောင်ကတော်တော်လေးကိုသူတို့ကအပြင်းထန်ခုခံကာကွယ်နေတယ်ပြီးတော့လှိုင်ကူကုန်းဖြစ်တဲ့အပြင်ဟိုဗျူဟာမြောက်ခုခံလို့ရတဲ့နေရာမျိုးဖြစ်နေတာပေါ့နော်အဲ့တော့တော်လှန်ရေးတပ်တွေကတော်ရုံတန်သိမ်းလို့မရသေးဘဲနဲ့အခုအချိန်ကဒီလောက်ကြာသွားပါပေါ့နော်ဒါပေမဲ့မနေ့ကပါပဲအပြီးသက်သိမ်းလိုက်နိုင်ပါတယ်အဲ့တော့ဒါမနေ့ကတရက်ထဲမှာတင်ကိုတော်လှန်ရေးတပ်တွေကသိမ်းပိုက်ရရှိတဲ့မျိုးက2မျိုးပေါ့နော်ခုနကတော့ချင်းပြည်နယ်ကဖလန်းမျိုးရဲ့အခုဒါစကိုင်းတိုင်းထဲမှာရှိတဲ့အင်းတော်မျိုးပေါ့နော်အဲ့တော့ဒီနေရာမှာမေးတရားရှိတာမင်းတို့ငလင်မှာအပြစ်ရထားရဆိုပြီးဘာလို့သိမ်းတာလဲဆိုအဲ့ဒီငလင်မှာအပြစ်မရခင်နဲ့စစ်တပ်ကနေပြီးတော့ဘုံတွေနဲ့တောက်လျှောက်ကျဲတယ်လက်နက်ကြီးတွေနဲ့ပစ်တယ်ဆက်စဦးချင်းငလင်လှုပ်တဲ့နေ့မှာလဲနောင်ချိုဘုံကျဲတယ်ပြီးတော့စကိုင်းတိုင်းထဲမှာ3-4နေရာလောက်ကိုလင်းပေါ်ကနေဘုံကျဲတယ်ဆက်တက်လေကြီးနဲ့ပစ်တယ်အပြစ်ခတ်ရစဲကြီးညာခဲ့တဲ့ဧပြီလ2ရက်နေ့နောက်ပိုင်းမှာလဲတောက်လျှောက်ကိုဒါကချင်ပြည်နယ်မှာဆိုလဲသူတို့လက်နက်ကြီးတွေနဲ့ပစ်တယ်တခြားနေရာတွေမှာလည်းစစ်ကြောင်းထိုးတဲ့ဟာတွေရွာတွေကိုမီးရှို့ဖျက်ဆီးတဲ့သတင်းတွေရှိတယ်ပေါ့နော်အဲ့တော့အခုတော်လှန်ရေးတပ်တွေကလည်းအခုဒါကိုသိမ်းလိုက်ပြီပေါ့နော်သိမ်းလိုက်ပြီဆိုတော့ပြောမယ်ဆိုအပြစ်ခတ်ရစဲရေးကပြတ်သွားပြီပေါ့ကျွန်တော်အများနဲ့ပြောခဲ့သလိုပဲဒီစစ်တပ်နဲ့ကကျွန်တော်တို့ကဘလို့သဘောတူညီချက်မျိုးမှာယူလို့ရမှာမဟုတ်အပြစ်ရထားမယ်ဆိုလည်းဖြစ်မှာမဟုတ်စစ်ကြောင်းမထိုးဘူးဆိုလည်းဖြစ်မှာမဟုတ်ငင်းငယ်ဆွေးနွေးမယ်ဆိုလည်းဖြစ်မှာမဟုတ်ဒါတိုင်းသားတွေလည်းသိထားပြီးသားအခုဆိုရင်ဒါပြည်မဗမာတွေပေါ့နော်ဗမာတွေပါတိကုန်ကြပြီစစ်တပ်ရဲ့အကြောင်းအဲ့တော့ဒီစစ်တပ်နဲ့ကတော့အပြစ်ခတ်ရဲစဲဆိုလဲပြတ်မှာပဲပုံမှန်ဆိုရင်ကျွန်တော်ဒီလိုမျိုးသိန်းသတင်းတွေကိုကျွန်တော်ဖော်ပြလေးမရှိဘူးကျွန်တော်ပြောတဲ့ဟာတွေကဒါဝါဒဖြန့်ချီရင်းနဲ့ဆိုင်တဲ့ဟာတွေကိုကျွန်တော်ပြောတယ်ပြီးလို့ရှိရင်ဒါတော်လှန်ရေးတွေကလူတွေတည်တဲ့နဲ့ထင်တဲ့အကြောင်းအရာတွေကိုကျွန်တော် data တွေစုပြီးတော့ပြောတယ်ပေါ့နော်ဒါပေမဲ့အခုဘာလို့ပြောလဲဆိုတော့ကျွန်တော်တို့ဒီမကြသေးခင်ကပေါ့နော်ဒီလာရှိုးကို MND ကပြန်ပေးရတော့မယ်ဒီစစ်ကောင်စီကပြန်လာပြီးတော့အုပ်ချုပ်တော့မယ်ဆိုတဲ့သတင်းမှာဘောမတွေအရန်နေပျော်နေကြဒါပေမဲ့သူတို့ပျော်မဲ့ပျော်နေမရှက်တာဗျာမရှက်တာဆိုတာဒီမျိုးကိုလူများစစ်တိုက်ပြီးတော့ယူထားတာဗျာအဲ့ဒါကိုသူတို့ကစစ်တိုက်ပြီးတော့လည်းပြန်လဲယူတာလည်းမဟုတ်ဘဲနဲ့တရုတ်ကိုသွားပြီးအပူကတ်ပြီးတော့တရုတ်ရဲ့ဖိအားပေးမှုနဲ့လူများစီကနေမျိုးကိုပြန်တောင်းနေဆိုတော့ဒါတော်တော်ရှက်ဖို့ကောင်းတယ်ပြောမယ်ဆိုဗျာစစ်သားပဲဗျာအစွမ်းရှိလို့ရှိရင်ပြန်တိုက်ယူပေါ့သူတို့မှစစ်တက်ကြီးလည်းရှိရပဲအဲ့လိုမျိုးကြတော့မလုံနိုင်ဘူးဆိုတာကိုလည်းသိတယ်ဒါပေမဲ့ဒီမျိုးကိုလည်းပြန်လို့ခြင်းအဲ့တော့တရုတ်ကိုသွားပြီးတော့ခြေသလုံးဖတ်ပြီးတော့တရုတ်ပပါကြီးရဲ့အကူအညီနဲ့ MND ကိုအတင်းချက်ဖိအားပေးတယ်ပုံစံကဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်တို့ဟိုရင်ဒီကျောင်းနေမှာတော့ကလေးတွေပေါ့နော်ကလေးတွေဒီမှာအတန်းပေါ်အချင်းချင်းရန်ဖြစ်တဲ့ဟာကိုမနိုင်တဲ့အခါကျတော့အကြီးတန်းမှာရှိနေတဲ့အကိုကိုသွားခေါ်လာပြီးတော့အကိုကိုသွားတိုင်တယ်ကျွန်တော်အတန်းထဲကကောင်တွေကဝိုင်းထိုးပါတယ်ပေါ့အကိုကလည်းစီနီယာဆိုတော့လိုက်လာပြီဟိအောင်နေမင်းငါညီကိုမလုံနဲ့နောက်တစ်ခါလုံရင်မင်းတို့ငါဆုံးမမယ်ဘာညာတွေ့တယ်မလားအဲ့လိုဖြဲခိုင်းတယ်ကွာပေါ့တော်တော်လေးတော့ရှက်ဖို့ကောင်းတယ်ဗျာအခုဘာလို့ MND ကပြန်ပေးရလဲဆိုတော့ဒီ MND ရဲ့စီးပွားရေးတွေတော်တော်များများလည်းဒီတရုတ်ပြည်ထဲမှာရှိနေတာပေါ့နော်ဒီကိုကန့်ရဲ့စီးပွားရေးတွေပြီးတော့ကိုကန့်ဒေသကဒီမြန်မာပြည်တွင်းနဲ့ကုန်သွယ်ရေးလမ်းကြောင်းရှိတဲ့ဒေသမျိုးမဟုတ်သူတို့ကအဓိကဒီတရုတ်ကကုန်သွယ်ရေးလမ်းကြောင်းတွေကိုအသုံးပြုနေရတာပေါ့နော်အဲ့တော့တရုတ်ရဲ့ကုန်စည်စည်းစိမ်မှုတွေရှိတယ်နောက်တရုတ်ရဲ့နယ်နိမိတ်ထဲမှာသူတို့ရဲ့စီးပွားရေးတွေရှိနေတာသူတို့ရဲ့ဒီကိုကန့်ခေါင်းဆောင်တွေရဲ့စီးပွားရေးတွေရှိတယ်ပြီးတော့ဒီကိုကန့်ခေါင်းဆောင်ဖုန်တာရွှင်တို့မိသားစုပေါ့နော်ဒီဖုံမျိုးရိုးကိုလည်းတရုတ်က
ဒီလားရှိုးတာပြန်မပေးဘူးသူပြောတဲ့အတိုင်းမလုပ်ဘူးဆိုဒီဖုံမျိုးရိုးပါအပိသက်ရှင်းပြမယ်ဆိုပြီးအဲ့လိုထီကိုရာဇသံပေးထားပြီးတော့ဖုံတာရှင်ကိုလည်းနေအခြေကျုပ်တွေပါထားတယ်ပြီးတော့တခြားကျွန်တော်တို့မသိနိုင်တဲ့ကိစ္စတွေရှိတယ်ဒီဥစ္စာတွေနဲ့ပတ်သက်ပြီးတော့ဒီဥခင်မောင်စိုးပေါ့နော်ရေးထားတဲ့ post တစ်ခုကိုကျွန်တော်ပြီးရင်ဖတ်ပြမယ်အခုကတော့ဒီဗီဒီယိုလုပ်တယ်ဆိုတာဘောမတွေကိုဆက်စီခြင်းလို့လည်းပါတယ်ပြီးတော့ကျွန်တော်တော်လှန်ရေးဘက်ကလူတွေပေါ့နော်ငါတို့တင်ထားတဲ့မြို့တွေကလေးတွေအသက်ရင်းပြီးတော့တိုက်ထားတဲ့မြို့တွေပြန်ပေးလိုက်ရတယ်ဆိုပြီးတော့စိတ်သက်ကြနေမှာဆိုလို့ပေါ့နော်တော်လှန်ရေးကိုအားရော့သွားမှာဆိုလို့လည်းကျွန်တော်ဒီဟာလေးနဲ့ပြောရမယ်ဆိုရင်စိတ်သက်ပြန်ပြီးတော့မြင့်နေမေးရပါဗောလေကျွန်တော်ဗီဒီယိုရအောင်မှာဆိုလဲဘောမတွေလာပြောတယ်မင်းတို့ကဒီ PDF တွေဆိုတာကွန်တုံးပေါ့ကွန်တုံးဆိုတာဘယ်လိုလဲဆိုတော့သူတို့ဘယ်လိုဒိတ်ပဲနဲ့ပြောလဲမသိဘူးကျွန်တော်စိတ်ထင်ရတော့ဟိုအလိုရှိတုံးမှာတုံးလိုက်တယ်ပေါ့နော်သုံးမျိုးရလို့ရှိရင်လွတ်ပစ်လိုက်တယ်ပေါ့မင်းတို့ကဒီလိုမျိုးဟိုစွန့်ပစ်ခံပစ္စည်းတွေဆိုတဲ့သဘောမျိုးနဲ့ပြောတာဖြစ်လေတခါလေကျရင်ဒီကောင်တွေဘယ်လိုအုံနောက်နဲ့လာပြောလဲဆိုတာလဲနားမလဲဘူးဒီကောင်တွေအုံနောက်နဲ့ကိုယ်နဲ့ level မတူတဲ့အခါကျတော့သူတို့ပြောတဲ့ဟာတွေကိုလည်းကိုကအသေးချာမသိဘူးဖြစ်ဒါပေမဲ့တကယ်စဉ်းစားကြည့်လीနော်စစ်သားတွေစစ်တိုက်ပြီးတော့ယူထားတဲ့မြို့ကိုဒီတရုတ်ကြီးကိုသွားပြီးတော့ခြေလုံးဖက်ပြီးတော့ပပကျွန်တော်ဒီမြို့လေးပြန်ရအောင်တောင်းပေးဆိုအဲ့လိုအကွက်ကြီးနဲ့တော်တော်ရှက်ဖို့ကောင်းတဲ့ကိစ္စကြီးဗျာပြီးတော့ဒါကသူတို့အမြဲတမ်းအော်နေအမျိုးဘာသာသာသနာပြည်ပအားကိုပစိန်ရိုးတို့ပြည်တွင်းအင်အားပြည်တွင်းဘာသာရှိရတို့အမျိုးဘာသာသာသနာကိုအသက်နဲ့လဲပြီးတော့ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ကောင်းနေအခုဟာကဘယ်လိုလဲဆိုတော့ကျွန်တော်သိရသလောက်သတင်းတွေထဲမှာဆိုဒီလားရှိုးမြို့ကိုဒီမြို့ပေါ်နေရာတွေပေါ့နော်မြို့ပေါ်အုပ်ချုပ်ရေးနေရာတွေကိုစစ်တပ်ကပြန်လာပြီးတော့ထိုင်မယ်ကိုကန့်ကကြတော့ဒီမြို့ area ပတ်လည်မှာပြီးတော့ဒီအဓိကလမ်းပိုင်းတွေမှာသူတို့စိုးမိုးထားမယ်ပေါ့နော်အဲ့တော့သူကမြို့ရဲ area လေးကိုတော့သူတို့အုပ်ချုပ်ရမယ်အဲ့ဒါအပြင်ကိုဒီတရုတ်ရဲ့ကောင်စစ်ဝင်ရုံးကလည်းဒီမှာလာထားပြီးတော့ပြောမယ်ဆိုတရုတ်ကမင်းတို့နှစ်ဖွဲ့လုံးကိုငါကြီးကြက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆရာကြီးဝင်လို့ရင်းနဲ့အဲ့ဒီမှာသူတို့ရဲ့နေမြေချဲ့ထွင်မှုတွေရှိမှာပဲတကယ်တမ်းပြောရမယ်ဆိုရင်ကိုယ်နိုင်ငံထဲကနေနမိတ်area တစ်ခုမှာတရုတ်ကအုပ်ချုပ်ရေးပုံစံမျိုးလာလုံးမဲ့ဟာကိုဒီကောင်ကခွင့်ပြုပေးလိုက်တာဘလောက်တောင်မှအရှက်မရှိပြီးတော့ဘလောက်တောင်မှအမျှော်မြင်မဲ့လဲဘလောက်တောင်မှစဉ်းစားညံ့နဲလဲဆိုတာအဲ့လိုလောက်ရက်မျိုးတွေဒါတွေကိုလည်းဘောမတွေမသိဘူးစွတ်ထောက်ခံနေတော့ဘဘကြီးကွက်တွေလှတယ်လုံနေအဲ့လာရှိုးကြီးတစ်မျိုးလုံးမှာတရုတ်လက်ထဲပါသွားလိမ့်မယ်အဲ့ကြမှာမင်းတို့ကောင်တွေပြောတဲ့အမျိုးဘာသာသာသနာတို့ဘာတို့ညာတို့အကုန်လုံးမြောင်းနေရောက်သွားကဲအခုကတော့ကျွန်တော်ဥခင်မောင်ဆိုရေးထားတဲ့ဒီတရုတ်ရဲ့ဆွတ်ဖတ်မှုဆိုတဲ့ post လေးကိုကျွန်တော်ဖတ်ပြမယ်ပြီးရင်တော့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါမယ်ဒီနေ့ကတော့အရင်အရှိကြီးမဟုတ်တော့ဘူးဗောနော်တရုတ်ရဲ့ဆွတ်ဖတ်မှုနဲ့ຫນွေဦးတော်လှန်ရေးတဲ့လာရှိုးကနေ MNDAA တပ်တွေပြန်ဆုတ်မဲ့ကိစ္စနဲ့ပတ်သက်ပြီးကြီးလန့်တကြားပြောဆိုနေကြတယ်တချို့ကလည်းလာရှိုးသိန်းတဲ့တိုက်ပွဲမှာတော်လှန်ရေးသမားလူငယ်တွေအသက်ပေးခဲ့ရတာကို MNDAA ကထဲမတွက်ဘူးဆိုပြီးပြစ်တင်နေကြတယ်လူတွေအသက်ပေးခဲ့ကြတာကိုလူတိုင်းကနှမျောကြတာပါဒါဟာတကယ်လဲနာကျင်ကြေကွဲစရာပါဒါပေမဲ့ဒီတိုက်ပွဲတစ်ခုထဲမှာဆွန့်လွတ်ခဲ့ရတာမဟုတ်ဘူးဆိုတာလည်းမမေ့ကြပါနဲ့တပြည်လုံးအနှံ့ကတိုက်ပွဲတွေမှာလူငယ်ထောင်ပေါင်းများစွာရဲ့ဘဝတွေကိုကျွန်တော်တို့ဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်အဲ့ဒီပေးဆက်မှုတွေဟာအချီးနှီးဖြစ်သွားခဲ့တာမဟုတ်ပါတန်ဖိုးကြီးမားစွာနဲ့မြုပ်နှံလိုက်ရတဲ့ရင်းနှီးမှုတွေဖြစ်ပါတယ်တကယ်တော့အဲ့ဒီဆုံးလွတ်မှုတွေကြောင့်တိုင်းရင်းသားအဖွဲ့တွေကတော်လှန်ပြည်သူတရက်လုံးလွတ်မြောက်ဖို့အကူအညီတွေကိုတန်ဖိုးတိတိကူညီနေတာပါအသက်ပေးကူညီလက်တွဲခဲ့တဲ့သူတွေကိုသူတို့ကတန်ဖိုးသိပါတယ်အခြေအနေအရတရုတ်အစိုးရရဲ့ဩဇာကိုမလွန်ဆန်နိုင်တဲ့အကြောင်းများစွာကြောင့်မြို့ပေါ်ကအခုစုပ်ပေးမှာကိုအဲ့ဒီဒေသတစ်ခုလုံးနဲ့နိုင်ငံတစ်ခုလုံးကအခြေအနေကိုခြုံငုံမကြည့်ကြတော့ပဲအပြစ်တင်စကားတွေမရက်မနာဒီလိုရေးနေကြတဲ့အတွက်ဘာအကျိုးဆက်ရှိသလဲဆိုတာတော့ကျွန်တော်တို့ဒီမိုကရေစီဘက်တော်သားတွေအချိန်ယူစဉ်းစားခဲ့ကြဟန်မတူဘူးလို့ကျွန်တော်တွေးမိတာနဲ့ဒီစာကိုရေးပါတယ်အပြစ်တင်နေသူတချို့ဟာလက်ရှိဒုက္ခတွေကိုအားမရတဲ့အတွက်ပြောနေရေးနေကြတာဖြစ်ပေမဲ့သူတို့ဟာလည်းတိုင်းပြည်ကိုတကယ်စေနာရှိတဲ့လူပုဂ္ဂိုလ်တွေဖြစ်တယ်လို့ယုံကြည်ပါတယ်ဒီစာဟာဘယ်သူကမှဆရာလုပ်ဖို့ရေးတာမဟုတ်ဘူးလို့ကြိုတင်အသိပေးပြရစီအခုလို MNDAA ကိုဝိုင်းအပြစ်တင်နေကြတဲ့အတွက်အစကားစအင်အားစုတွေပြည်တွင်းပြည်ပအချောင်သမားတွေဝမ်းသာရုံမကလက်ရှိ NUG ပါဝင်တော်လှန်ရေးအင်အားစုတွေပြည်မနေမြန်မာပြည်သူတွေနဲ့ MNDAA အကြားစိတ်မသက်သာမှုတွေသွေးကွဲမှုတွေဖြစ်စေရုံမှတပါအခြားအကျိုးမရှိဘူးဆိုတာကိုစိတ်လိုက်မှန်ပါရေးနေသူတွေတတိမူမိစေချင်ပါတယ်ဒါအပြင်ပြည်သူတွေကိုမလိုအပ်ဘဲစိတ်တက်ကြစီပါတယ်အဲ့ဒီအလုပ်ကိုရန်သူကနေညမပြတ်လုပ်နေတာပါကျွန်တော်တို့ကဝင်ပြီးထောက်ဖို့မလုပ်မိဖို့အရေးကြီးပါတယ်ကိုထမင်းကိုစားပြီးစကားစအတွက် lobby လုပ်ပေးနေတယ်လို့ဖြစ်နေပြီလားစဉ်းစားရင်အဖြေထွက်မှာပါတော်လိုင်းကောင်းဆောင်တချို့ရဲ့ပြောကြားချက်အရဆိုရင်အခုတက်တွေစုံမယ်ဆိုတာလာရှိုးမျိုးပေါ်ကွက်ကွက်လောက်နေရာတွေကသာဖြစ်ပြီးမျိုးစင်ချေပုံကအစားမျိုးပတ်လည်နေရာတွေလမ်းမကြီးတွေအပါအဝင်အဲ့ဒီဒေသကြီးတစ်ခုလုံးရဲ့ area အများစုကိုတော့တော်လိုင်းအင်အားစုတွေကဆက်ပြီးသိမ်းပိုက်ထားမှာဖြစ်ပါတယ်
မှန်ပါတယ်လာရှိုးကိုစကားစပြန်ရသွားပြီလို့တော့သတင်းတွေထွက်လာမှာပါဒါပေမဲ့ဒါဟာအဲ့ဒီဒေတာတစ်ခုလုံးအပေါ်မှာထိန်းချုပ်မှုနဲ့တိုင်းပြည်နဲ့ပေါ်ပေါက်နေတဲ့တော်လှန်ရေးကိုတော့တိတ်ပြီးထိခိုက်မှာမဟုတ်ပါဘူးတပြိုင်နက်မှာ MNDAA ရဲ့အကြက်တဲကိုကျွန်တော်တို့နားလည်ဖို့လိုပါတယ်မြောက်ပိုင်း၃ဖွဲ့စလုံးပြည်သူအလုံးနဲ့ဆက်ရှိနေမှာဖြစ်တယ်လို့ကျွန်တော်ဆက်သွယ်မေးမြန်းခဲ့တဲ့တော်လှန်ရေးကောင်းဆောင်တချို့ကခိုင်ခိုင်မာမာပြောပါတယ်တကယ်တော့ကျွန်တော်တို့ပြည်သူတရလုံးရဲ့ရည်မှန်းချက်တွေကိုဖျက်ဆီးနေပြီးအာဏာရှင်တွေကိုမျက်စိမိတ်ကူညီနေတဲ့တရုတ်အစိုးရကသာအမြင်မှန်ရမယ်ဆိုရင် EAO တွေအကူအညီနဲ့မြန်မာနိုင်ငံဟာကာလတူတစ်ခုတွင်လွတ်မြောက်သွားမှာဖြစ်ပါတယ်အခုဒီကြမ်းကြနေတဲ့အဓိကအဟန့်တားတစ်ခုဟာတရုတ်ခေါင်းဆောင်တွေရဲ့သုံးသက်ချက်အမှားသို့မဟုတ်အမြင်မကျယ်မှုဖြစ်ပါတယ်တရုတ်အစိုးရအမြင်မှန်ရအောင်ဆက်ပြီးစ조사နေရမှာပါပဲဒီကိစ္စကိုတော်လှန်ခေါင်းဆောင်တွေကအခုလည်းစ조사နေကြတာပါတစ်တုံညာနှစ်ခုစစ်စင်ရေးမတိုင်မီကကျွန်တော်တို့ပြည်သူတချို့စိတ်သက်တွေကြာနေခဲ့ဘူးပါတယ်ဒါပေမဲ့အဲ့ဒီစစ်စင်ရေးစလိုက်တာနဲ့တမဟုတ်ချင်းထပြီးထခုံကြတာလဲမှတ်မိကြမှာပါအခုလဲကျွန်တော်တို့ဒီလပိုင်းတစ်ခုတည်းကိုကြည်ပြီးစိတ်သက်ကြမသွားကြပဲလာမယ့်လအနေငယ်တွင်မဟာဗျူဟာမြောက်အထွေထွေထိုးစစ်ကြီးပေါ်ပေါက်လာတဲ့အခါရရှိလာမယ့်အကျိုးတွေကိုတွေးဆပြီးအတက်နိုင်ဆုံးဝိုင်းဝန်းကူညီအားဖြည့်ကြဖို့လိုပါတယ်နောက်ပြီးလက်တလောလှုပ်ခတ်သွားတဲ့ငလျင်ကြောင့်အာနာရှင်စိတ်အုပ်စုအထိနာသွားခဲ့တာကိုလည်းတတိထားမိဖို့လိုပါတယ်။နေပြည်တော်ကမြေအောက်ဥမင်တွေလွတ်တော်အဆောက်အုံတွေစေယုံချုပ်အပါဝင်စစ်တပ်အဆောက်အုံတွေဝန်ကြီးဌာနတွေဝန်ထမ်းအင်အားတွေလေရင်ကွင်းစသဖြင့်ဗိုလ်ချုပ်ကြီးတန်းရွှေလက်ထက်ကစပြီးနှစ်ပေါင်းများစွာအချိန်ယူကငွေကိုရေလိုသုံးပြီးတိစောက်ခဲ့တဲ့စစ်ကောင်စီရဲ့အခြေခံအဆောက်အုံတွေဟာအများကြီးပျက်စီးသွားခဲ့ပါပြီ။ဒါပြင်စစ်ကောင်စီလက်အောက်ခံလူတွေအမြောက်များတည်ဆုံမှုနဲ့ပိုင်ဆိုင်ပစ္စည်းဆုံးရှုံးမှုတွေကြောင့်အာဏာသိမ်းအုပ်စုနဲ့သူတို့လက်အောက်ခံအတိုင်းဝိုင်းတွင်စိတ်ပိုင်းနဲ့ရုပ်ပိုင်းထိခိုက်မှုတွေကကာလတိုတွင်ပြန်လည်တိစောက်လို့မရနိုင်တော့ပါဘူးတော်လှန်ရေးကြောင့်ချင်းနေလာနေပြီဖြစ်တဲ့စစ်ကောင်စီဟာသူတို့နှစ်ပေါင်းများစွာတိစောက်ခဲ့ရတဲ့ရုပ်ဝတ္ထုပစ္စည်းတွေအပြင်နောက်လိုက်နောက်ပါလူသူရေအတွက်တွေသူတို့ရဲ့စိတ်သက်တွေပါအကြီးကျယ်ထပ်မံဆုံးရှုံးသွားခဲ့ပြီဖြစ်လို့အပူရုပ်ဟန်လုံးနေရတယ်ဆိုတာသူတို့ခေါင်းဆောင်ရဲ့ဖုံးမနိုင်ဖိမရဖြစ်နေတဲ့ရုပ်မျက်နှာကအထင်သာသက်သေဖြစ်ပါတယ်အာနာသိန်းခေါင်းဆောင်အတိုင်ဝန်းဟာစောက်တီရမယ်ဖြစ်နေပါပြီဒါကြောင့်မို့လို့သူတို့ကိုပြည်တွင်းပြည်ပထောက်ခံအတိမတ်ပြုမှုတွေတိုးလာနေပြီလို့သူတို့ဩဇာခံအယိုးကိုက်တွေပွဲစားတွေကအရှင်သခင်တွေအလိုကျအတန်တွေအရင်လာပိုင်းတွေနဲ့မတူဒီရက်ပိုင်းမှာထူးထူးခြားခြားထွက်နေတာဖြစ်ပါတယ်ဒီကြီးထားရင်သိမှာပါတကယ်တော့တနေ့တခြားရိုင်းနဲ့လာနေတဲ့ရန်သူဟာပိုပြီးချိနဲ့သွားခဲ့ပြီဖြစ်ပါတယ်နောက်တစ်ချက်ကတော့လာမယ့်အထွေထွေထိုးစစ်ကြီးရဲ့အရေးကြီးပုံမှာကျွန်တော်တို့လူညီရင်မြန်မာသမိုင်းဟာနေချင်းညချင်းပြောင်းသွားမှာဖြစ်ပြီးအာနာရှင်စနစ်ဟာပြတိုက်ထဲကမှတ်တမ်းဖြစ်သွားမှာပါအဲ့ဒါကိုကျွန်တော်တို့အားလုံးမျက်ခြေမပြတ်ဖို့အရေးကြီးပါတယ်လက်နက်ကင်တော်လှန်ရေးအားလုံးဟာအရေးကြီးပါတယ်လက်ရှိတော်လှန်ရေးတစ်ခုလုံးကလည်းပေးဆက်ရင်ရယူနေတာဖြစ်ပါတယ်တိုင်းရင်းသားဒေသတွေမှာ PDF လူငယ်တွေအသက်ပေးတယ်အဲ့ဒီအတွက် EAO တွေနဲ့ပြည်မလူငယ်တွေအများစုကမြန်မာတွေဆိုပါတော့သူတို့ကြားယုံကြည်မှုတွေအပြန်အလှန်နားလည်စာနာမှုတွေကိုထူးထူးခြားခြားရရှိလာခဲ့ကြတယ်ဒါဟာအရင်ကမြန်မာသမိုင်းမှာမရှိခဲ့တဲ့စာမျက်နှာသစ်ကိုရေးထိုးဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီပြည်မကလူငယ်တော်လှန်ရေးသမားတွေကြောင့်တိုင်းရင်းသားတွေကိုပြည်မနေသူတွေကပုံမခင်မင်ယုံကြည်လာခဲ့ကြသလိုတိုင်းရင်းသားတွေကလည်းပြည်မနေသူတွေပုံမအမြင်ကြည်လင်လာကြတယ်ဒါဟာຫນွေဦးတော်လှန်ရေးကပေါ်ပေါက်လာခဲ့တဲ့အကြီးမားဆုံးရလဒ်ဖြစ်တယ်လွတ်လပ်ရေးရပြီးနောက်ပိုင်းမြန်မာသမိုင်းမှာဒီလိုသွေးစည်းမှုမျိုးတစ်ခါမှမရှိခဲ့ဘူးပါဘူးလက်ရှိတော်လှန်ရေးကာလ၄နှစ်ကျော်အတွင်းအရင်ကမရှိခဲ့ဘူးတဲ့ပြည်မတော်လှန်ရေးအင်အားစုတွေအဓိကအားဖြင့် NUG ရဲ့ပြည်သူ့ကာကွယ်တပ်မတော်တရင်တွေနဲ့ BBL လိုတော်လှန်ရေးအဖွဲ့တွေဟာပြည်သူတွေအမတန်အားကိုးရမယ်တပ်မတော်ကြီးတစ်ခုဖြစ်လာဖို့ဥတည်နေပါပြီတခုတည်းသော COC ဥဆောင်ကိုယ်ကဲမှုအောက်မှာဆိုရင်အကောင်းဆုံးဖြစ်မှာပေမဲ့အခြေအနေအရပေါ်ပေါက်ဖြစ်ပေါ်လာခဲ့တဲ့ PLA တို့ရှိပြီးသား ABSD တို့အပါအဝင်တော်လှန်ရေးအင်အားစုတွေအားလုံးဟာတခုတည်းသောမြန်မာတော်လှန်ရေးတပ်မတော်ကြီးအဖြစ်စူးစီးနိုင်ကြမယ်လို့လည်းမျှော်လင့်ပါတယ်ကျွန်တော်ဟိုတလောကဘန်ကောက်မှာတွေ့ခဲ့တဲ့နိုင်ငံသားတစ်ယောက်ကလက်ရှိတော်လှန်ရေးအဖွဲ့ချို့ဟာကွန်မြူနစ်ဩဇာခံတွေနဲ့ကွန်မြူနစ်တွေမဟုတ်ဘူးလားလို့မေးပါတယ်ကျွန်တော်ကပြန်ပြောပါတယ်တစုံတရာမှန်တယ်ဒါပေမဲ့မြန်မာပြည်ရဲ့ဒီကနေ့အာဏာရှင်လက်အောက်လွတ်မြောက်ရေးမှာသူတို့အသက်ပေးပါဝင်နေကြတယ်ငါတို့ရဲ့အဓိကရည်မှန်းချက်ကစစ်ဖက်နှက်အောက်လွတ်မြောက်ရေးဖြစ်တယ်တော်လှန်ရေးပြီးရင်ကွန်မြူနစ်တွေကတိုင်းပြည်ကိုချဲလိုက်မယ်ဆိုတဲ့အယူဆမျိုးကတော့တွေးဆချက်တစ်ခုသာဖြစ်ပြီးလက်တွေ့မဖြစ်နိုင်တဲ့အတွက်ပူစရာမလိုဘူးလို့ပြန်ပြောခဲ့ပါတယ်လက်ရှိတော်လှန်ရေးကိုကြည့်ရင်တိုင်းသားတော်လှန်ရေးအဖွဲ့တွေတိုက်ပွဲဝင်နေတဲ့ပြည်နယ်တွေရဲ့အောင်မြင်မှုတွေကထင်ရှားသိသာနေပြီဖြစ်ပါတယ်အခုလာမယ့်အထွေထွေထိုးစစ်ကြီးကတော့ကျွန်တော်တို့ပြည်မနေပြည်သူတွေအဓိကတာဝန်ယူရမှာဖြစ်ပြီးဒီပွဲမှာပဲခူးအေယာဝတီစကိုင်းမကွေးမန္တလေးတိုင်းတွေကိုသာစိုးမိုးနိုင်ခဲ့မယ်ဆိုရင်ဒါဟာပြည်မနေပြည်သူတွေရဲ့အထင်ကြီးအောင်ပွဲပဲဖြစ်ပါလိမ့်မယ်ဒီပွဲနိုင်မှုအတွက်တိုင်းသားတော်လှန်ရေးအင်အားစုတွေကလည်း NUG ကိုကူညီဖို့ကတိပေးပြီးဖြစ်တယ်လို့သူတို့ထုတ်ပြန်ခဲ့တဲ့ကြေညာချက်တွေမှာလည်းအတိလင်းဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်လက်ရှိပေါ်ထွက်လာတဲ့အခြေအနေတစ်ခုများနဲ့စိတ်တက်ကြဖို့မလိုအပ်ပါဘူး။တစ်ဆက်တည်းပြောရရင်လက်ရှိနောက်ဆုံးသတင်းတွေအရဆိုရင်လည်းအဲ့ဒီ EAO တွေဟာတချို့ကဓာတ်ရိုက်ဝင်တိုက်ပေးကြမှာဖြစ်တယ်လို့ကြံအဖွဲ့တွေကလိုအပ်တဲ့အကူအညီတွေကိုပေးအကူအညီမှာဖြစ်ပါတယ်။လက်ရှိလည်းသက်ဆိုင်ရာပြည်နယ်တွေကနေကြော်လွန်ပြီး EAO တွေလိုက်ပါတိုက်ပွဲဝင်နေကြတာကိုအထင်ရှားမြင်နေရတာပါပဲ။
အခုလိုပြည်မလွတ်မြောက်ရေးတိုက်ပွဲကိုကူညီမဲ့တိုင်းရင်းသားအဖွဲ့တွေအနေနဲ့သူတို့ကိုဘာတွေပြန်ပေးရမလဲဆိုတဲ့အကြက်ကင်တောင်းဆိုမှုလည်းအခုချိန်ထိမရှိဘူးလို့ကြားသိရပါတယ်ဒါဟာလည်းမင်္ဂလာရှိတဲ့သတင်းပါဘာကြောင့်လဲတိုင်းရင်းသားတွေဟာသူတို့အနှစ်နှစ်လလိုလားခဲ့တဲ့ဒန်းတူရေတူရေးနဲ့သူတို့ကံကြမ္မာသူတို့ဖန်တီးခွင့်ရရှိစေရေးသူတို့ရဲ့ရားပိုင်ခွင့်တွေကိုအခုຫນွေဦးတော်လှန်ရေးကသာစောင့်ချင်းပေးနိုင်မယ်ဆိုတာကိုသိရှိနေကြလို့ပါပဲအတူတူပြောရရင်ကျုံးကိုင်းမီကိုင်းကျုံးမိပြီးတပြည်လုံးလွတ်မြောက်ရေးတိုက်ပွဲဖြစ်တယ်ဆိုတာကိုတိုင်းရင်းသားတွေကကောင်းကောင်းသိပါတယ်ဒါကြောင့်လည်းသူတို့ကနှီးမျိုးစုံနဲ့ကူညီနေတာဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးမှာအသက်ပေးသွားခဲ့သူတွေပေးနေရစေသူရဲကောင်းလူငယ်တွေကိုတန်ဖိုးထားမယ်ဆိုရင်တိုင်းရင်းသားအဖွဲ့တွေကိုရန်သူလိုချဖြစ်အောင်အလွယ်တကူဝေဖန်ပစ်တင်တာတွေမလုပ်သင့်ဘူးလို့ယူသားစွာတိုက်တွန်းပြရစီတော်လှန်ရေးခီးချမ်းမှာတိမ်ဖုံးလို့လာမသာတဲ့အခိုက်အတန့်မျိုးတွေကိုလည်းကျွန်တော်တို့ကြုံရမှာပါတစ်ပင်တစ်ပင်လဲသွားတာကြောင့်တစ်တော်တအုပ်လုံးကိုမထိခိုက်နိုင်ပါဘူးအားလုံးကိုကြော်ဖြတ်ရမှာပါပဲဒါတော့ဦးခင်မောင်ဆိုရေးထားတဲ့ post ပေါ့နော်ဒီကြားထဲမှာကျွန်တော်ပြန်ပြီးပြောချင်တာကတော့ခုနပြောတဲ့အထွေထွေထိုးစစ်ပေါ့ဒါတွေကဒီစီရေးသတင်းတွေကိုသိချာဒီအဆက်မပြတ်လေးလာနေတဲ့သူတွေတတိထားမိနေတဲ့သူတွေဆိုရင်သိလိမ့်မယ်အထွေထွေထိုးစစ်ကြီးကရှိလာလိမ့်မယ်ပေါ့နော်ဒါဘယ်ဒေတာတွေလဲဆိုတာကတော့သူလည်းတချို့ပြောပြခဲ့တာရှိတယ်အဲ့ဒီအကုန်လုံးလည်းဖြစ်လာခြင်းမှဖြစ်လာမယ်ဒါတစ်စိတ်တစ်ပိုင်းလည်းဖြစ်လာမယ်ဒါပေမဲ့ဒီသတင်းတွေကိုဆက်ပြီးတော့ဖတ်ရှုရင်တော့ဒီထိုးစစ်ကစတော့မယ်ဆိုတဲ့ဟာကျွန်တော်တို့သိနိုင်တယ်ပေါ့နော်ပြီးတော့ဒီတော်လှန်ရေးတပ်တွေပေါ့ပြည်မဒေတာထိလိုက်ပြီးတော့တိုက်ပေးနေရဆိုတဲ့ဟာကတတိထားချင်းတွေ့လိမ့်မယ်ဒီစကိုင်းတိုင်းမှာဆိုရင် KIA ကလိုက်ပြီးတော့တိုက်ပေးတယ်မန်လေး PDF နဲ့အတူဆိုရင် TNL လေးပေါ့နော်တန်အန်တက်ကနေပြီးတော့လိုက်ပြီးတော့တိုက်ပေးတယ်ပြီးတော့ AA ပေါ့နော် AA ဆိုရင်အခုဒီပဲခူးမှာလည်း AA ကသူတို့ပဲခူးမှာလည်းဝင်ပြီးတော့တိုက်နေတာရှိတယ် ARD တိုင်းတွင်းမှာလည်း AA နဲ့ဒီတော်လှန်ရေးတပ်တွေကဝင်ရောက်နေပြီဆိုတဲ့သတင်းတွေတွေ့ရတယ်တိုက်ပွဲတွေဖော်ဆောင်တော့မှာဖြစ်တယ်ပြီးတော့ဒီမကွေးတိုင်းနဲ့ဒီရခိုင်ရုံးမနဲ့လမ်းပေါက်တဲ့အမ်ပဒန်လန်းဆိုတဲ့အဲ့ဒီလမ်းတစ်လျှောက်မှာလည်း AA နဲ့ဒီတခြားတပ်တွေနဲ့ပေါင်းပြီးတော့ဗောနော်တိုက်ပွဲတွေဖော်ဆောင်နေတာရှိတယ်နေမြေစိုးမိုးနိုင်မှုစူးစမ်းနေတာရှိတယ်ဗောနော်အဲ့တော့ဒါတွေကိုဒီတေချာသတိထားပြီးတော့လေးလာကြည့်မယ်ဆိုရင်တော့ဒီဟာတွေကိုမြင်ပါလိမ့်မယ်ပြီးတော့နောက်ဆုံးသူပြောသွားတဲ့ဟာဗောနော်တိုင်းရင်းသားတွေနဲ့ဒီပြည်မအဖွဲ့တွေကြားထဲမှာဗောနော်ဒီပြဿနာတွေဖြစ်အောင်လို့ကိုယ့်ဘက်ကနေပြီးတော့မပြောမိဖို့လိုတယ်ဆိုတဲ့အချက်ဒါရှိမှတော့ကျွန်တော်ပြောခဲ့တဲ့ဒီလာရှိုးမျိုးပေါ့နော်ပြန်ပေးရမယ်ဆိုရင်အရှိလာတွေကထွက်တဲ့သတင်းပေါ့နော်ဒီသတင်းထွက်လာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်လုပ်ခဲ့ဗီဒီယိုတစ်ပုဒ်ရှိတယ်အဲ့ဒါကိုလည်းသွားပြန်ကြည့်လို့ရတယ်အဲ့ဒီဗီဒီယိုမှာဆိုရင်ကျွန်တော်ပြောခဲ့ကျွန်တော်ဒီတချို့တိုင်းသားအဖွဲ့တွေကသူတို့မှာသူတို့ရဲ့ရည်မှန်းချက်ရှိတယ်ဥပမာသူတို့အရင်ကရှိခဲ့တဲ့နေရာကျွန်တော်ပြောရမယ်ဆိုရင်ဗျာကိုကန့်တက်ဆိုရင်သူတို့ကဒီသူတို့ရဲ့ကိုကန့်မျိုးကိုပြန်လဲရရှိရေးပေါ့နော်အဲ့ဒါကိုအဓိကဥတည်ပြီးတော့သူတို့ဒီအစပထမပိုင်းမှာသူတို့တိုက်ပွဲပုံဖော်ခဲ့တာဖြစ်တယ်ပြီးတော့ဒီတအန်းတက်ပေါ့နော် TNL လေးဆိုလဲသူတို့ရဲ့ရည်မှန်းချက်ကဒီတအန်းပြည်နယ်ရရှိရေးဆိုရယ်ရည်မှန်းချက်ရှိအဲ့ဒီမှာကျွန်တော်တို့ဒီတခြားသောတော်လှန်ရေးတပ်ဖွဲ့တွေကဒီဟာကိုပူးပေါင်းပြီးတော့အခုဒီပြည်မကသွားတဲ့အဖွဲ့တွေရှိတယ်စကိုင်းကသွားတဲ့အဖွဲ့တွေရှိတယ်တခြား BBL တို့အဖွဲ့တွေရှိတယ်တခြားဒီကရင်နီယာတပ်တွေလည်းရှိတယ်အဲ့ဒီမှာဒီ MNDA တို့နေရာတွေမှာသွားပြီးတော့စစ်ပညာသင်တယ်လက်နက်တပ်ဆင်တယ်အဲ့ဒီမှာတိုက်ပွဲတူတူဝင်ကြတာရှိအဲ့တော့သူတို့ရည်မှန်းချက်ကသူတို့ရည်မှန်းချက်ရှိတယ်ကိုရည်မှန်းချက်ကလည်းကိုရည်မှန်းချက်ရှိပြည်မသွားတဲ့သူတွေဒီစစ်ပညာအတွေ့အကြုံရရှိရေးတိုက်ပွဲအတွေ့အကြုံရရှိရေးလက်နက်ခဲယမ်းရရှိရေးပေါ့နော်အဲ့တော့အဲ့ဒီဟာကိုအခြေခံပြီးတော့သွားကြတယ်အဲ့ဒီကနေမှကိုဒေတာကိုကိုပြန်ပြီးတော့တော်လှန်ရေးလုပ်မယ်ပြီးလို့ရှိရင်ငါတို့ဒီတိုင်းပြည်လုံးလွတ်လပ်ရေးအတွက်ငါတို့တိုက်ယူမယ်ဆိုတဲ့ဒီရည်မှန်းချက်ရှိအဲ့လိုပဲဒီတော်လှန်ရေးတပ်တွေတိုင်းရင်းသားတော်လှန်ရေးတပ်တွေမှာလည်းသူတို့ပြည်နယ်ကိုသူတို့ပြန်ရယူဖို့အတွက်ဆိုတဲ့ရည်မှန်းချက်တွေရှိအဲ့ဒီဟာမှာကျွန်တော်တို့ကဘုံရည်မှန်းချက်ကကျွန်တော်တို့ရဲ့ရန်သူဒီစစ်ကောင်စီဖြစ်တယ်စစ်ကောင်စီကိုတိုက်နိုင်မှငါတို့ဒီရည်မှန်းချက်တွေပြည့်ဝမယ်ဆိုရယ်ဘုံရည်မှန်းချက်ဆိုတာတစ်ခုရှိအဲ့ဒီဘုံရည်မှန်းချက်တူနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတူတူအလုံးလုံးကြတာဖြစ်တယ်အဲ့တော့သူကလည်းသူ့ရည်မှန်းချက်ပြည့်ဖို့အတွက်သူလုပ်တယ်ကိုကလည်းကိုရည်မှန်းချက်ပြည့်ဖို့အတွက်ကိုလုပ်တယ်သူရည်မှန်းချက်ပြည့်သွားရင်သူကဆက်လုပ်ချင်မှလုပ်မယ်ကိုကလည်းကိုရည်မှန်းချက်မပြည့်မချင်းဆက်လုပ်နေတာဒါကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းသဘောပေါက်ဖို့လိုတယ်အခုဒီလာရှိုးကိုပြန်ပေးရဲဆိုတာလည်းအဲ့လိုပဲဟုတ်ပြီ MNDA ကလာရှိုးကိုပြန်ပေးလိုက်တယ်တစ်ချိန်ဒီ PDF တွေသိမ်းနိုင်လို့ရှိရင်ဒီလာရှိုးကိုပြန်မသိမ်းနိုင်ဘူးလားသိမ်းနိုင်ပါပဲဒါမှမဟုတ်လို့ရှိရင် MNDA ကပြန်သိမ်းတာမျိုးလည်းဖြစ်နိုင်တယ်ဘာမှမဆိုဖြစ်သွားနိုင်ပြီးတော့ကျွန်တော်ပြောခဲ့တယ်အရာလုံးကဒီအကျိုးစီးပွားပုံမှာအခြေခံတာအကျိုးစီးပွားဆိုတာဒီဒေတာတစ်ခုကိုအုပ်ချုပ်မယ်ဆိုရင်ကျွန်တော်တို့အုပ်ချုပ်တဲ့သူကဒီဒေတာတွေမှာနေထိုင်တဲ့သူတွေရဲ့စားဝတ်နေရေးသူတို့ရဲ့ဘေးကင်းလုံခြုံရေးပြီးလို့ရှိရင်ဒီမှာရရှိလာမယ်အကျိုးမြတ်ဆိုတာကိုတွက်ချက်ပြီးတော့အနည်းအနည်းဆုံးဖြစ်မဲ့ဟာထိခိုက်မှုအနည်းဆုံးဖြစ်မဲ့ဟာကိုပဲသူတို့ကရွေးချယ်ရတာဖြစ်အဲ့တော့ဗျာဒီဒေတာတစ်ခုကိုအုပ်ချုပ်တဲ့သူဆိုတာကသူ့ဒေတာမှာနေထိုင်မဲ့သူတွေပြီးတော့သူတို့ရဲ့ဒီအုပ်ချုပ်မဲ့အဖွဲ့ဝင်တွေသူတို့ရဲ့တပ်ဖွဲ့ဝင်တွေပေါ့နော်ဒီလူတွေရဲ့အကျိုးစီးပွားတော့ကိုပဲအခြေခံပြီးတော့စဉ်းစားမှာဖြစ်ကြံတဲ့ဒေတာလူတွေရဲ့အမြင်တွေသူတို့ရဲ့မကြိုက်တာတွေဘာတွေကိုသူကဒုတိယဦးစားပေးအနေနဲ့ပဲစဉ်းစားပထမဦးစားပေးဒီဒေတာမှာနေတဲ့သူတွေရဲ့အကျိုးစီးပွားပြီးရင်ငါတို့ရဲ့အကျိုးစီးပွားဆိုတဲ့ဟာမျိုးတွေနဲ့ပဲသူတို့စဉ်းစား
အဲ့ဒီနေရာကိုကိုကရောက်သွားခဲ့လို့ရှိရင်လေကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုယ့်ရဲ့ရွေးချယ်မှုတွေတခြားလူတွေလက်ခံနိုင်မယ်လို့ထင်လားမဖြစ်နိုင်ဘူးဘာလို့လဲဆိုတော့ကိုယ့်အခြေအနေကိုကိုသိဆုံးအဲ့တော့ကျွန်တော်တို့ကလက်တွေ့ကျတဲ့အကျိုးစီးပွားပုံမှာအခြေခံပြီးတော့ပဲဒီဆုံးဖြတ်ချက်တွေကိုချရတာဖြစ်တယ်အဲ့ဒီခါမှာမတူညီတဲ့အရာတွေဖြစ်လာလိမ့်မယ်ကျွန်တော်တို့သဘောနဲ့မတွေ့တဲ့ဟာတွေရှိလာလိမ့်မယ်ဥပမာအခုဆိုရင်ရခိုင်အေးဆိုရင်ဟိုးအရင်သူတို့စဖွဲ့တော့ပြည်ပမှာရှိတဲ့လူတော်တော်များမကြိုက်ကြဘူး NLD လက်ထက်မှာဆိုရင်ရခိုင်တဲ့သဘုံတွေဆိုတဲ့ဟာမျိုးသူတို့ဖြစ်ခဲ့တယ်ဒါပေမဲ့ဒီຫນွေဦးတော်လှန်ရေးမှာရခိုင်တွေကဒီပြည်မတော်လှန်ရေးဖွဲ့တွေကိုလည်းကူညီတယ်ပြီးတော့သူတို့ဒေတာလွတ်မြောက်ဖို့အတွက်လည်းသူတို့ဒီစစ်ကောင်စီကိုတော်တော်ကြီးပေါ့နော်ထူးထူးချွန်ချွန်တိုက်ခိုက်နိုင်တဲ့အခါမှာတော်တော်များများချီးကျူးကြတယ်အားပေးကြတယ်ဒါပေမဲ့အခုရခိုင်ကထားပါတော့သူတို့ရီမှန်းချက်ရခိုင်ပြည်နယ်ကြီးရသွားလို့စစ်မတိုက်တော့ဘူးတခြားဒီ PDF တွေပါလေသူတို့ပြည်နယ်တွေပေးမဝင်တော့ဘူးဆိုရင်အဲ့ဒီခါကျရင်တစ်ခါဆဲဦးမှာပြောချင်တာသူ့အရွေးတွေကရှိနေတာဗျအများတန်းကျွန်တော်တို့ကပုံသေးကြီးသွားလို့မရဒီချိန်မှာကျွန်တော်တို့ ਨੇ အကျိုးစီးပွားရဘုံရီမှန်းချက်တူညီလို့မဟာမိတ်ဖြစ်နေမယ်နောက်ဒီချိန်မှာကွဲသွားတာမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့အရာလုံးဒီလိုမျိုးပဲလေပတ်နေအဲ့ဒီအခါမျိုးမှာကျွန်တော်တူညီနေတဲ့အချိန်မှာဘုံရီမှန်းချက်တူညီနေတဲ့အချိန်မှာမဟာမိတ်ဖြစ်နေတဲ့အချိန်မှာသူတို့ရဲ့အကျိုးစီးပွားနဲ့ကိုယ်အကျိုးစီးပွားနဲ့ဘယ်လိုရှင်တွဲပြီးတော့ကျွန်တော်တို့အကျိုးမြတ်ရှိအောင်လုပ်ကြမလဲဆိုတာတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ခေါင်းဆောင်တွေအကုန်လုံးကဒီလိုမျိုးစဉ်းစားကြတာဖြစ်ဒါကိုပြည်သူလူထုတွေနဲ့နားလည်ဖို့လိုတယ်ဆိုတဲ့အခါမှာတချို့ຢာကြီးကြကျွန်တော်အရန်အပြစ်မတင်ကြနဲ့ပေါ့နော်အပြစ်တင်စောမှာကျွန်တော်စိုးရင်လားအပြစ်တင်စောသွားတဲ့အခါကျရင်ကျွန်တော်တို့တိဆောက်လာခဲ့တဲ့ယုံကြည်မှုတွေပေးဆက်လာခဲ့ရတဲ့သွေးချွေးတွေကအလကားဖြစ်သွားလိမ့်အဲ့ဒီခါကျရင်တမိုင်းတစ်ပတ်ပြန်လဲပြီးတော့ဒီစစ်တပ်ကနေပြီးတော့မင်းတို့ကစစ်တပ်မရှိလဲမင်းတို့အချင်းချင်းလဲညှိနှိုင်းမှုရမှာမဟုတ်ဘူးပြည်လည်မှုရမှာမဟုတ်ဘူးမင်းတို့ချင်းချင်းလဲချနေကြအောင်ပါဆိုတော့ဒါတခုတည်းသောစစ်တပ်ရဲ့ဆိုင်ဝါပဲသူတို့ဒီနိုင်ငံတော်ကာကွယ်ဖို့အတွက်ရှိနေရပါတယ်ဆိုတော့အကြောင်းပြချက်နဲ့ပဲသူတို့ကအခုချိန်ကြီးတောင့်ခံနေတာတကယ်လို့နိုင်ငံတော်ကာကွယ်ဖို့မင်းတို့မလိုဘူးတိုင်းသားတွေနဲ့တကယ်လူငယ်တွေအခု PDF တွေနဲ့ရှိုံနဲ့လုံလောက်တယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့ဘက်သက်သေပြနိုင်ဒီစစ်တပ်ကအလိုလိုပျောက်သွားမယ်ဆိုတာသူတို့တဲမှာရှိနေတဲ့သူတွေလည်းလက်နက်ချမယ်အလင်းဝင်မယ်ဒီလိုမျိုးတွေဖြစ်လာမယ်သူတို့ကအခုဟာသူတို့ကာကွယ်မှရမယ်မင်းတို့ငါတို့စစ်တပ်မရှိရင်လည်းမင်းတို့အချင်းကြီးကချနေကြအောင်ပါပဲဆိုတဲ့စိုက်ဝါးတွေကိုထည့်နေအဲ့ဒီဟာတွေကိုကိုယ့်ဘက်ကနေပြီးအဲ့လိုမျိုးဖြစ်သွားတဲ့လမ်းကြောင်းပေါ်မသွားနဲ့ပေါ့နော်ဒီတိုင်းသားအဖွဲ့တွေချင်းချင်းကြားမှာလည်းကျွန်တော်တို့ယုံကြည်မှုတွေတိစောက်ပြီးတော့တချို့ဖြည့်ရှင်းလို့ရမယ့်ဟာတွေကိုစပွဲဝိုင်းထက်မှာဖြည့်ရှင်းကြတာကြီးကောင်းတယ်ပေါ့နော်ပြီးတော့ဒီပြည်မတော်လိုင်းအစုဖွဲ့တွေနဲ့တိုင်းသားတွေကြားထဲမှာအဲ့လိုပဲအဲ့တော့ကျွန်တော်တို့ကအခုကျွန်တော်တို့ရဲ့ဘုံရန်သူကတစ်ခုပဲရှိတယ်အဲ့ဘုံရန်သူကိုမျက်ခြေမပြတ်နဲ့ပေါ့နော်ဘုံရန်သူဝမ်းသာမဲ့ကိစ္စတွေကျွန်တော်ကိုယ်တိုင်လိုက်မလုံနဲ့တချို့ကလည်းစေနာဒေါသောနဲ့ပြောမိကြတာတွေလုံးမိကြတာရှိပါအဲ့ဒါတွေကိုနည်းနည်းလေးထိမ့်ပေါ့နော် emotion လေးနည်းနည်းထိမ့်ပြောချင်တယ်မှလားနည်းနည်းလောက်စောင့်ကျွန်တော်တို့တော်လိုင်းအစလို့ပေါ့နော်82နာရီစောင့်အောင်မယ်ဆိုတာတော်လိုင်းအစမှာကျွန်တော်ဂျင်းမိခဲ့ဒါပေမဲ့အခုချိန်မှာစောင့်လိုက်82နာရီပြောချင်တယ်ဆိုရင်နည်းနည်းလေးစောင့်ပြီးတော့ပြောပေါ့နော်ပြီးရင်ဘာကြောင့်ဒီလိုလုပ်ရလဲဆိုတော့နောက်ွယ်ကအချက်လက်တွေကိုကျွန်တော်သိရှိအောင်စူးစမ်းဖို့လိုတယ်မဟုတ်လို့ရှိရင်ကျွန်တော်တို့ကြားထဲမှာပုတ်တိုက်မှုတွေဖြစ်ပြီးတော့ခွေးဝမ်းတောင်လီလေပြနေလို့ဖြစ်ပါလိမ့်မယ်အဲ့ဒါလေးကိုကျွန်တော်ပြောချင်လို့ဒီဗီဒီယိုလေးကိုလုပ်လိုက်တာပါအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်